ရဟောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီဂျမမာနေထိုင်တဲ့ကိုဝန်ဆောင်မျိုးသမီးတွေအနေနဲ့မဖြစ်မနေလှုပ်ထားတဲ့ဒီစာပေတစ်ခုအကြောင်းကိုပြပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီကျမတို့ကဒီကိုဝန်လိုင်းရလာတဲ့အလျောက်ပေါ့နော်ရုပ်တရက်ကြီးလေးဘာပရင်းဖြစ်လာတယ်ဆိုစေးရုံကိုဘယ်လိုသွားမလဲဆိုတာကိုကြိုတင်ပြီးတော့မစဉ်းစားထားလို့မရဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တခုခုဒီအစီအစဉ်ဖြစ်တာပဲဖြစ်တခုဒီခိုင်နေနိုင်ရတယ်ဆိုလို့ရှိရင်ကျမတို့ကတော့ပုံမှန်ဆိုလို့ရှိရင်ခေါ်တယ်ဆိုရင်ခီးကူရှာပေါ့နော်ဒါပေမဲ့လို့ဒီကုန်းဝဆောင်အမျိုးသမီးတွေအနေနဲ့ဒီတတ်စားပြီးတခုရှိတယ်ပေါ့နော်သူကတော့ဒီဘယ်လိုပြောလဲဆိုရင်ဂျင်းစတက်စီတော့ခေါ်တော့ပေါ့နော်ဂျင်းစတက်စီဆိုပြီးတော့သူကခေါ်တယ်ပေါ့နော်လေဘာပရင်းနဲ့ပတ်သက်တဲ့ဒီစားပြီးတခုပေါ့နော်အဲ့ဒါကဒီ24နာရီ365ရက်သူကဒီနိုင်ရမရှိပဲသူကစားပေးတယ်ပေါ့နော်စားပေးတဲ့အဲ့ဒီဂျင်းစုတက်စီလို့ခေါ်တော့ပေါ့နော်အဲ့ဒါကိုကျမတို့ကဒီရောက်ခုပြောမယ်ဆိုလို့ရှိရင်ရောက်ခုလှုပ်ထားတင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီ ambulance နဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ Kiyosha နဲ့ဒီ ဂျင်းစုတက်စီကဘာကွာလဲဆိုလို့ရှိရင်ဒီ ambulance ဆိုတာမျိုးကကျမတို့ဒီရုတ်တရက်ထိခိုက်နေတာတဲ့အရန်ဒီအနေရရှိတဲ့တင်ရတွေမှာခေါ်ပါဆိုပြီးတော့အလင်းမြရဲ့သူ့ရဲ့ဒီဆောင်းဖို့ပေါ့နော်ရှိတယ်ဆိုပေမဲ့လို့ကျမတို့ကိုဝန်ဆောင်မျိုးသမီးတွေအနေနဲ့ကြတော့ဒီဂျင်းစုတက်စီကိုသုံးတာပို့ပြီးတော့ကောင်းတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီကျမတို့လက်ရှိကိုကမွေးမဲ့ဒီဆေးရုံမှာဆိုလို့ရှိရင်ဒီဂျင်းစုတက်စီနဲ့သူတို့ကချိတ်ဆက်ထားတယ်ပေါ့နော်ရှင်းထားတဲ့ဆိုတဲ့အခါကျတော့ဒီကိုဝန်လိုက်လေလောက်ရောက်တယ်ဆိုလို့ရှိရင်ဒီစေယုံကနေပေါ့နော်စေယုံကနေပြီးတော့သူတို့ကဒီတက်စီနဲ့ပတ်သက်ပြီးတော့ pamphlet လေးတွေသူတို့ပေးတဲ့အခါကျတော့ရှိရင်ဒါပေမဲ့စေယုံကများသောအားဖြင့်ဂျပန်နေကြတော့များသောအားဖြင့်ဂျင်းတက်စီရှိတယ်ဆိုတာကိုသိတယ်ဆိုပေမဲ့ကျမတို့တွေကမသိဘူးပေါ့နော်ဒီအခုမှဒီ first time နေနဲ့ကိုဝန်ဆောင်မျိုးသိမျိုးဆိုတော့ပို့ပြီးတော့ဂျင်းတက်စီချားဘူးတဲ့လူတွေရှိမယ်ဒါမသိတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီအဲ့ဒီမှာ pamphlet တွေပေးတဲ့အခါကျလို့ရှိရင်အရင်ဆုံးဒီ pamphlet ရလာပြီဆိုလို့ရှိရင်မလုပ်ရတယ်ဆိုတဲ့အခါကျတော့ဒီရောကူလောက်ရတယ်ပေါ့နော်ဂျင်းတက်စီကိုတက်စီလိုမျိုးဒီရုတ်တရက်ဘိုင်းနာလာပြီးခေါ်လိုက်လို့အဲ့လိုမရဘူးပေါ့နော်မရဘဲနဲ့အရင်ဆုံးကျမတို့ကဒီနာမည်ဖြည့်ပြီးတော့ဖုန်းနံပါတ်တွေဖြည့်ပြီးတော့ဘယ်လိပ်စာပေါ့နော်ကိုယ့်ရဲ့လိပ်စာကိုဖြည့်ပြီးတော့ကျမတို့ကအရင်ဆုံး booking တင်ရတယ်ပေါ့နော် booking เนี่ยကျမဆိုလို့ရှိရင်ကျမလောက်နေစီအောင်ဆိုလို့ရှိရင်ကျမချင်းကိုတမစီအောင်ဆိုလို့ရှိရင်သူကဒီဖောင်ဖြည့်ခိုင်းတယ်ပေါ့နော်ဖောင်ဖြည့်ကိုယ့်ရဲ့လိပ်စာဖြည့်ရတယ်နာမည်ဖြည့်ရတယ်ပြီးတော့ဒီကိုယ့်ရဲ့နေရလိပ်စာပေါ့နော်လိပ်စာဆိုလို့ရှိရင်သူကမြေပုံမှာဒီ print ထုတ်ပေးရတယ်ဒီ 7-Eleven ကိုသွားပြီးတော့ print ထုတ်ပေးရတယ်အဲ့ print နဲ့တော့ကိုကသူတို့ကိုပေးရတယ်ပေါ့နော်သူတို့ပေးတဲ့ခါကျရင်သူတို့ကဒီအကုန်လုံးကိုကတခုဆိုလို့ရှိရင်ဒီဖုန်းနံပါတ်နဲ့ကိုကခေါ်လိုက်ပြီဆိုတာနဲ့သူတို့ကချက်ချင်းရောက်လာတယ်ပေါ့နော်ပြောမှဆိုရင်9မိနစ်တွင်သူတို့ကဒီကိုနေတဲ့အိမ်ကိုသူတို့ကရောက်လာပြီးတယ်ပေါ့နော်ရောက်လာပြီးတဲ့ဆိုတဲ့ခါကျတော့တကယ်လို့ကိုကဒီကိုလာရင်လာပြီဆိုလို့ရှိရင်တကယ်လို့ဆေးရုံကကိုလက်ရှိတက်မဲ့ဆေးရုံကဒီလိုမျိုးစားပြ pamphlet လေးမပေးလာခဲ့ဘူးဆိုလို့ရှိရင်တော့မေးကြည့်တင်တာပေါ့နော်မေးကြည့်တင်ပြီးတော့ကိုကဒီ digital taxi ကိုရောက်ခုလုပ်တင်တယ်လို့တော့ကျွန်မထင်တာပေါ့နော်ဆိုတော့ခါကျတော့နောက်တစ်ခုကဒီ digital taxi ကဒီစားပေးမရတဲ့ data တွေလည်းရှိတယ်ပေါ့နော်ရှိတဲ့ခါကျတော့တကယ်လို့ကိုဆေးရုံကျုပ်တရက်ရေးဒီလေဘာပရင်းဖြစ်လာပြီဆိုလို့ရှိရင်ဆေးရုံကိုဘယ်လိုသွားမလဲပေါ့နော်ဆိုတော့ခါကျမတို့ကဒီပြောမယ်ဆိုလို့ရှိရင်ကိုမြတ်တော့ဖြစ်တယောက်တည်းကိုအမျိုးသားရှိမယ်ကျမရှိမယ်ဆိုလို့ရှိရင်နှစ်ယောက်တည်းရှိတယ်ဆိုပေမဲ့လို့ဒီအမျိုးသားတွေကမြတ်တော့ဖြစ်တော့အလုတ်သွားတဲ့အချိန်ကြီးများတယ်ပေါ့နော်တကယ်လို့ဒီနေ့ကဘတ်ဒီရုပ်တရက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီကိုရုပ်တရက်ရေးဆေးရုံကိုပို့ဝင်မဲ့လူရှိရင်တော့ကိစ္စမရှိဘူးဆိုပေမဲ့လို့ဒီလိုမျိုးကိုအားကိုးရမယ့်လူတွေပေါ့နော်ကိုအားကိုးရမယ့်လူဆိုရင်ကျမဆိုလို့ရှိရင်နီးနားမှာကျမရောက်ခမအိမ်ရှိတယ်ဆိုပေမဲ့လို့ဒါပေမဲ့သူတို့ဒီလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲနော်မေးခုသူတို့ကိုခေါ်တာအထက်ပြောမယ်ဆိုလို့ရှိရင်ဂျင်းစတက်စီခေါ်လိုက်တာကဂျင်းစတက်စီမောင်းတဲ့လူတွေကသူတို့ဒီရဲ့ဘယ်လိုပြောမလဲနော် KGN experience တွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဒီတက်စီခေါ်လိုက်တာပို့ပြီးတော့စားပြေးယူလိုက်တာပို့ပြီးတော့ကောင်းတယ်လို့ကျမကထင်တာပေါ့နော်ဆိုတော့ခါကျမဆိုလို့ရှိရင်အခုဆိုရင်ရောက်ခုလောက်ထားတယ်ပေါ့နော်အနားမှာကိုပို့ပေးမယ်လူရှိတဲ့အချိန်မှာကိုက labor brain ဖြစ်တဲ့ဆိုရင်ကိစ္စမရှိဘူးဆိုပေမဲ့ကိုတယောက်တည်းဖြစ်နေတဲ့အချိန်မှာ labor brain ဖြစ်လာတယ်ဆိုလို့ရှိရင်ဒီဂျင်းစုတက်စီကိုကျမတို့ခေါ်လိုက်ဖုန်းဆက်ပြီးခေါ်လိုက်ရုံနဲ့သူက9မိနစ်တွင်ဒါမှမဟုတ်10မိနစ်တွင်သူကရောက်လာပြီးတော့သူဆေးရုံကိုတန်းပို့ပြီးတော့ပေါ့နော်ဆိုတဲ့ခါကျတော့
ဟိုကျမတော့လှုပ်တင်တယ်လို့ထင်တာတော့ဗောနော်တချို့ဒီ data တွေမှာဒီဂျင်းစုတက်စီကိုစာပေမရတဲ့ data တွေရှိတယ်ဗောနော်ဒါကြတော့ကိုကနဲ့ကိုဘယ်လိုပုံစံနဲ့ဆေးရုံသွားမလဲဆိုတော့ကိုတော့ဟိုကိုကနဲ့ကိုဘယ်လိုမှကြိုတင်ပြီးတော့စဉ်းစားပြီးတော့ဒီလှုပ်ထားတာပို့ပြီးတော့ကောင်းတယ်လို့ကျမထင်တာဗောနော်မဲ့ဒီအချိန်မှာဆိုရင်ကျမပြောချင်တာကဒီဂျင်းစုတက်စီအကြောင်းဗောနော်မတထွေထူတော့မဟုတ်ပေမဲ့လို့ဒါပေမဲ့ဟိုတကယ်လို့ဒီနန်းတော်ထားမယ်ဗောနော်ကိုတယောက်တည်းဖြစ်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်ဒီဂျင်းစုတက်စီခေါ်ပြီးတော့ဆေးရုံကိုသွားတာပို့ပြီးတော့ဟိုအန်ရှင်အန်ဆန်ဖြစ်တယ်လို့ကျမကတော့ထင်တယ်ဗောနော်ဆိုတဲ့အခါကျတော့ဟိုကျမဒီနေ့ပြောချင်တာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye